မင်္ဂလာခမ်းမကြီးထဲမှာသူချစ်ရတဲ့မိန်းကလေးဟာတခြားယောက်ျားတစ်ယောက်နဲ့လက်ထပ်တော့မဲ့စစ်ဆက်ပွဲပိုစတာကိုမြင်လိုက်ရတဲ့အချိန်ကြမှာပဲအဲ့ဒီတာတို့သားလောင်းဟာတခုကိုသဘောပေါက်သွားပါတော့တယ်အရင်ကသူထင်သလိုအဲ့ဒီမိန်းကလေးကစိတ်ကောက်နေတာမဟုတ်ပဲသူ့အပေါ်တကယ်ပဲစိတ်ကုန်သွားပြီးတခြားလူတစ်ယောက်ကိုလက်ထပ်ဖို့ရွေးချယ်သွားခဲ့ပြီဆိုတာပါပဲဒါပေမဲ့သူမသိလိုက်တာကဒါတွေအားလုံးဟာအစကနေအဆုံးထိသူကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အကျိုးပေးတွေဖြစ်ပြီးဘသူ့ကိုမှအပြစ်တင်လို့မရဘူးဆိုတာပါပဲအကြောင်းကတော့လွန်ခဲ့တဲ့ဘဝတုန်းကအဲ့ဒီမိန်းကလေးဟာသူ့ကို10နှစ်တိတိတိတ်တခိုးချစ်ခဲ့ရလို့ပါတနေ့မှာတော့သူတို့သားလောင်းကသူမကိုလှပတဲ့မင်္ဂလာဝတ်စုံလေးဝတ်ပြီးသူ့ကိုလက်ထပ်ဖို့ပြောခဲ့ပါတယ်အဲ့ဒီတုန်းကမင်းကလေးဟာသူကတကယ်ပဲရင်ထဲကနေလက်ခံလိုက်ပြီးလို့ရိုးရိုးသားသားယုံကြည်ခဲ့တာပေါ့ဒါပေမဲ့မင်္ဂလာပွဲကျင်းပမဲ့နေရာကိုရောက်သွားတဲ့အခါမှာတော့အစကနေအဆုံးထိဒါတွေအားလုံးဟာရက်ဆက်တဲ့အစီအစဉ်တစ်ခုဆိုတာကိုသိလိုက်ရပါတော့တယ်သူ့ရဲ့သူတို့သားလောင်းကသူမကိုအဲ့ဒီနေရာကိုခေါ်လာတာဟာသူမအဆက်ကွဲတာကိုကြည့်ပြီးသူ့ရဲ့ရီစာဟောင်းပူးဆုံးအချစ်ကိုပျော်အောင်လုပ်ပေးဖို့တသက်ပါပဲသူကလူတကာကိုသူ့မကိုမညာမတာလှောင်ပြောင်ခိုင်းယုံတယ်မကပဲသူမရဲ့လုပ်ရက်တွေကလုံးဝအဆက်မရှိဘူးလို့တောင်ပြောခဲ့ပါသေးတယ်ဒီစကားကသူမရဲ့ရင်ထဲမှာကြံရှိနေတဲ့နောက်ဆုံးသောအချစ်စိတ်လေးကိုပါအပီးတိုင်ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီ10နှစ်တာတိတ်တခိုးချစ်ခဲ့တဲ့ကာလပတ်လုံးမှာလဲဒီယောက်ျားဟာသူ့ရဲ့ရီစာဟောင်းကိုစိတ်ချမ်းသာစေဖို့အတွက်သူမကိုအကြိမ်ကြိမ်ရှက်ခွဲခဲ့ပြီးသူမကိုဖျော်ဖြေရေးပစ္စည်းတစ်ခုလိုပဲသဘောထားခဲ့လို့ပါ။အစတုန်းကတော့မိန်းကလေးကသူမဘက်ကအစွမ်းကုန်ပေးဆက်ရင်သူ့စိတ်ကိုပြန်ရနိုင်လိမ့်မယ်လို့ယုံကြည်ခဲ့တာပေါ့။ဒါပေမဲ့အခုမှပဲသူမဘလောက်ပဲပေးဆက်သူ့နှလုံးသားထဲမှာသူမအတွက်နေရာဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူးဆိုတာကိုနားလည်သွားခဲ့ပါတယ်။ဒီနာကျင်စရာကောင်းတဲ့နေရာကနေလွတ်မြောက်ဖို့အတွက်သူမဟာပြက်ပြက်သားသားပဲထွက်ခွာခဲ့ပြီးအစားတစ်ခုအတွက်ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲဟိုတယ်ဧကန်ထဲကနေပြေးထွက်သွားတဲ့အချိန်မှာပဲအရှိန်ပြင်းပြင်းမောင်းလာတဲ့ကားတစ်စီးကသူမကိုဝင်တိုက်ပြီးလွင့်စင်သွားစေခဲ့ပါတယ်။အဲဒီခဏမှာပဲသူမရဲ့ရင်ထဲမှာနောင်တတွေနဲ့မကျေနပ်မှုတွေပြည့်နှက်သွားပြီးနောက်ဘဝဆိုတာရှိခဲ့ရင်ဒီလောက်အထိအကန့်အနာမကြီးချစ်မနေတော့ဘူးလို့တစ္ဆာဆိုခဲ့ပါတယ်။ဒီလိုဝမ်းနည်းစရာကောင်းလာတဲ့ဆင်းရဲဒုက္ခတွေကိုကံကြမ္မာကတော့မကြည့်ရတော့လို့ထင်ပါရဲ့။သူမကိုမင်္ဂလာပွဲမစခင်တရက်အလိုဘဝကိုပြန်လည်မွေးဖွားခွင့်ပေးခဲ့ပါတယ်။ဒီတဘဝမှာတော့တူညီတဲ့အမားတွေနဲ့ဝမ်းနည်းစရာကံကြမ္မာတွေကိုထပ်မဖြစ်စေဖို့အတွက်သူမရဲ့အမေမိတ်ဆက်ပေးတဲ့လူစိမ်းတယောက်ကိုပဲလက်ထပ်ဖို့ရွေးချယ်လိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲသူမဟိုတယ်ဝင်ဝကိုရောက်တဲ့အချိန်မှာတော့သူမရဲ့သူတို့သားလောင်းဟောင်းနဲ့သူ့ရဲ့ရီစာဟောင်းတို့နဲ့တိုးပါတော့တယ်။ဒီနေ့ကသူတို့နှစ်ယောက်ရဲ့စိတ်ဆက်ပွဲနေ့လည်းဖြစ်နေတာကိုမိန်းကလေးကိုအဲ့ဒီမှာမြင်လိုက်ရတော့သူတို့ကချက်ချင်းပဲရိုင်းရိုင်းဆိုင်ဆိုင်လှောင်ပြောင်ကြပါတယ်။အခုထိတောင်မင်းကအရှက်မရှိပဲငါနောက်ကိုတကောက်ကောက်လိုက်နေတော့လားဆိုပြီးတော့ပေါ့။ဒါရင်မကသေးပဲသူကသူ့ရဲ့လူမိုက်တငယ်ချင်းတွေကိုပါသူမကိုနှောက်ယှက်ခိုင်းပါတယ်။သူမကိုတခြားလူတွေရေးစရာပစ္စည်းတစ်ခုလိုပဲသဘောထားနေတော့မှာပဲ။ဒါပေမဲ့အခုမိန်းကလေးဟာအရင်လိုဦးကြောင်ကြောင်မိန်းကလေးမဟုတ်တော့ပါဘူး။သူမကတီတီငိမ့်ငိမ့်နဲ့ပဲအဲ့ဒီလူမိုက်တွေကိုနားရင်ရိုက်ပစ်လိုက်ပြီးငါရဲ့မင်္ဂလာပွဲမှာနင်တို့လိုလူမျိုးတွေကိုမကြိုဆိုဘူးလို့ပြက်ပြက်သားသားပြောချလိုက်ပါတယ်။ဒါကိုတောင်မှအဲ့ဒီယောက်ျားကလက်မလျှော့ပဲသူမနောက်ကိုလိုက်နေပါသေးတယ်။ဘာလို့လဲဆိုတော့သူ့ကိုတစ်စိတ်နှလုံးချစ်လာတဲ့မိန်းကလေးကတခြားလူကိုလက်ထပ်မယ်ဆိုတာကိုသူလုံးဝမယုံကြည်နိုင်လို့ပါ။ဒါကြောင့်ဒါဟာသူ့ကိုပြန်ဆွဲဆောင်ဖို့လုပ်တဲ့လှည့်ကွက်တစ်ခုလိုပဲသူကထင်နေပါတယ်။သူမကိုအပြစ်ပေးတဲ့အနေနဲ့သူကလူတွေကိုအတင်းခိုင်းပြီးသူမရဲ့မင်္ဂလာဝတ်စုံကိုအတင်းလဲခိုင်းပါတယ်။ဒါပေမဲ့ဒီနေ့သူလုပ်ခဲ့တဲ့မိုင်မဲတဲ့လုပ်ရက်တွေအတွက်မကြခင်မှာပြန်ပေးဆက်ရတော့မယ်ဆိုတာကိုသူမသိခဲ့ပါဘူး။သူမရဲ့ဝတ်စုံကိုချွတ်ခါနီးမှာပဲလူမိုက်ဆန်ဆန်အနက်ရောင်ဝတ်စုံဝတ်ထားတဲ့တက်တော်ဆောင်ဖွဲ့ကြီးကဟိုတယ်ထဲကိုရုတ်တရက်ဝင်လာပါတယ်။ပြီးတော့သူမကိုသခင်မလေးလို့ရိုးရိုးသေးသေးနှုတ်ဆက်လိုက်ကြပါတယ်။ဒီမြင်ကွင်းကအားလုံးကိုမှင်တက်အံ့ဩသွားစေတာပေါ့။ချက်ချင်းဆိုသလိုပဲယောက်ျားတစ်ယောက်ပေါ်လာပြီးမိန်းကလေးကိုတွဲကူလိုက်ပါတယ်။ပြီးတော့သူတို့ကိုအချမ်းသာဆုံးတထေးကြီးကလွတ်လိုက်တာလို့ပြောပါတယ်။ဒါကိုကြားတော့သူတို့သားလောင်းဟောင်းကဒါတွေကငါ့ကိုတဝင်းတူအောင်မင်းငါးထားတဲ့လူရှင်တော်တွေမဟုတ်လားဆိုပြီးနှာခေါင်းရှုံနှောင်ပြောင်ပါသေးတယ်။ဒါပေမဲ့မိန်းကလေးကကိုယ့်နေရာကိုသိစမ်းပါအိမ်မက်ရောင်မနေနဲ့တော့နင့်ကိုငါမချစ်တော့တာကြပြီလို့အေးဆက်ဆက်ပြန်ပြောလိုက်ပါတယ်။ပြီးတော့သူမဟာဟိုတယ်ခန်းမတကားကိုတွန်းဖွင့်ပြီးဝင်သွားပါတော့တယ်။ခန်းမထဲမှာအဲ့ဒီမိန်းကလေးနဲ့တခြားယောက်ျားတစ်ယောက်ရဲ့စိတ်ဆက်ပွဲပိုစတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူတို့သားလောင်းဟောင်းဟာမျက်နှာတစ်ခုလုံးအံ့ဩတုန်လှုပ်မှုတွေနဲ့ကြောင်ရက်နေခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူနောင်တရားဖို့ဆိုတာတကယ်ကိုနောက်ကျသွားခဲ့ပါပြီ။